သူဝနာတာမဇတ်တော်သည်ဂေါရမမြတ်စွာဘုရားဟောကြားတော်မူသောဇတ်ကြီးဆယ်ပွဲမှမဟာနိဗ္ဗာဒဇတ်တော်တွင်တတိယဇတ်တော်ဖြစ်ပြီးမူရင်းပါဠိတော်၌ဂါထာပေါင်း125ဂါထာဖြင့်ဖွဲ့ဆိုထားသည်ဤဇတ်တော်ကိုမြတ်စွာဘုရားသည်တာဝိတ္ထိပြည်စေတဝင်ကျောင်းတော်တွင်သတင်းသုံးနေတော်မူစဉ်မိဘကိုလှုပ်ကြွေးမွေးခဲ့သောယဟန်တစ်ပါးအားအကြောင်းပြု၍ဟောကြားခဲ့ခြင်းဖြစ်သည်ဤဇတ်တော်သည်မိဘအုပ်ထိန်မှုတစ္ဆာပါရမီနှင့်ကယုဏတရားတို့၏အရေးပါမှုကိုသင်ကြားပေးသည့်ပုံမြင်တစ်ပုဒ်ဖြစ်သည်ဘာယာနတိပြည်အနီးမိဂတာမဒါမြစ်ကမ်း၏တစ်ဖက်တစ်ချက်တွင်တငါရွာကြီး2ရွာရှိသည်ထို2ရွာတွင်တငါအကြီးကဲတဦးစီရှိသည်ထိုတငါအကြီးကဲတို့သည်တဦးနှင့်တဦးခင်မင်ရင်းနှီးကြသည်မိမိတို့၏သားသမီးများအရွယ်ရောက်လျင်အချင်းချင်းလက်ထပ်ထိမ်းများပေးရန်ဂတိကဝတ်ပြုထားကြလေသည်တငါအကြီးကဲတယောက်တွင်ဒုက္ကူလသားကိုဖွားမြင်ပြီးအခြားတယောက်တွင်ပါရိကာသမီးကိုဖွားမြင်လေသည်ဒုက္ကူလနှင့်ပါရိကာတို့သည်ဗျာမပြီးမှလာသူများဖြစ်ကြ၍ကာမကုံကိုအလိုမရှိကြချေအရွယ်ရောက်လာကြ၍နှစ်ဖက်မိဘသဘောတူလက်ထပ်ပေးကြတော်လဲကာမကုံ၌ပျော်မွေ့လိုက်စားခြင်းမရှိကြချေမိဘများကွယ်လွန်ပြီးနောက်နှစ်ဦးတိုင်ပင်ကတောထွက်ကြသည်ဒုက္ကူလနှင့်ပါရိကာတို့တောထွက်သည်ကိုတရားမင်းကတိမြင်သည်ထို့ကြောင့်ဝိတကြုံနသားကိုစေလွတ်ကာကျောင်းသင်ခန်းဖန်ဆင်းထားသည်တရားရှာရန်တောထွက်လာသူများသည်ကျောင်းသင်ခန်းကို၎င်းကျောင်းသင်ခန်းတွင်ရှိသောသင်ခန်းပရိတ်အခရာတို့ကို၎င်းသုံးဆောင်နိုင်မှာကြောင်းရေးသားထားလေသည်ဒုက္ကူလနှင့်ပါရိကာတို့သည်ရေးသားထားသောကပဲအခရာတို့ကိုဖတ်၍နတ်တို့၏တန်ခိုးကြောင့်ဖြစ်သောရှောတေသင်ခန်းကိုဝေ၍ရသည်ပြုကာတရားဓမ္မကျင့်ကြံအားထုတ်နေထိုင်ကြလေသည်ဒုက္ကူလနှင့်ပါရိကာသူမြတ်နှစ်ယောက်တို့သည်တနေ့တွင်မျက်စိကွယ်ကဘေးသိမ့်မိအကြောင်းကိုတရားမင်းသိရှိလေသည်ထို့ကြောင့်တရားမင်းကိုယ်တိုင်ပင်ကျောင်းသင်ခန်းသို့လာပြီးသားထောက်သမီးခံရရေးအတွက်လူတို့၏အကျင့်ဖြစ်သောမေထုံမှုဖြင့်ကိုလနီနိုပါယံလျှောက်ထားတိုက်တွန်းလေသည်ဒုက္ကူလနှင့်ပါရိကာတို့ကအပြင်းထန်ညင်းဆိုပါသည်ထိုအခါတရားမင်းကပါရိကာဥဒုလာသောအချိန်တွင်ဒုက္ကူလကပါရိကာ၏ချက်တော်ကိုလက်တော်နှင့်သုံးသက်စေသည်ထို့သို့သုံးသက်သောအခါဖျားလောင်းသည်နတ်ပြည်မှစုတေခဲ့၍ပါရိကာရသည်မ၏ဝမ်း၌ပရိတန်တေကိုဝင်ဆွဲယူလေသည်ဆယ်လလွန်သောအခါရွှေအစင်းနှင့်တူသောသားယောက်ျားလေးတစ်ယောက်ကိုဖွားမြင်လေသည်ရွှေအစင်းနှင့်တူသောအစင်းရှိသောကြောင့်ဖျားလောင်းအားသူဝနာတာမဟုသောအမည်ကိုမှဲ့ကြလေသည်ဒုက္ကူလနှင့်ပါရိကာတို့ကသူဝနာတာမကိုကျောင်းတွင်ထားကာတောရင်းသို့သွား၍တစ်တီးတစ်ဦးရှာဖွေခဲ့ကြသည်ထိုအခါကိန္နရီကိန္နရာတို့ကသူဝနာတာမသူတို့သားကိုပြုစုဆောင်ရှောက်ကြသည်ရေချိုးပေးသည်နန္တာလိမ့်ပေးသည်ပန်းဖြစ်လုပ်သောဒန်းတွင်အိပ်ဆက်စေသည်နိုးချိုတိုက်ပေးသည်နတ်အများကလည်းဝိုင်းဝန်းဆောင်ရှောက်ပေးကြလေသည်သူဝနာတာမ16နှစ်သို့ရောက်လာသည့်တိုင်အောင်အမိဖားတို့သည်အစဉ်ဆောင်ရှောက်လျက်ကျောင်းသင်ခန်း၌နေစေလျက်မိမိတို့အလိုလိုသာလျှင်တစ်တီးတစ်မြစ်တို့ကိုရှာဖွေကြရန်တောသို့သွားကြလေသည်တနေ့တွင်အချိန်လွန်သည့်တိုင်အောင်ကျောင်းသင်ခန်းသို့ရသည်များပြန်မလာသဖြင့်အရွယ်ရောက်ပြီဖြစ်သောသူဝနာတာမသည်စိတ်ပူလာသောကြောင့်တောရဲသို့အရဲစွန့်ကာလိုက်ရှာရင်းအဖေအမေဟုအော်ခေါ်လေ၏တနေရာသို့ရောက်လျင်ရသည်တို့သည်တစ်တီးရှာရင်းလေကြီးမိုးကြီးကြလို့တစ်ပင်အောက်မိုးဝင်ခိုပြီးတောင်ပို့ပေါ်သို့ထိုင်လိုက်သည့်အခါတောင်ပို့ထဲကမွေဆိုးဟာအခိုးလွတ်သဖြင့်အစိမ့်ငွေ့တင်ပြီးမျက်စိကွယ်ကြောင်းသားဖြစ်သူအားပြောကြလေသည်ထိုအခါသူဝနာတာမသည်ငိုလဲငို၏ရဲလဲရဲ၏ငိုရခြင်းအကြောင်းကငငယ်ရွယ်နှင့်မျက်စိကွယ်ရခြင်းကြောင့်ဖြစ်ပြီးရဲရခြင်းအကြောင်းကမိဘတို့ကိုလှုပ်ကြွေးခွင့်ရခြင်းကြောင့်ဟုဆို၏ထို့နောက်သူဝနာတာမသည်မိဘတို့အားပေးစကားပြောဆိုရင်းကျောင်းသင်ခန်းသို့လက်တွဲကခေါ်ဆောင်သွားလေသည်ကျောင်းသင်ခန်းသို့ပြန်ရောက်လျင်သူဝနာတာမသည်မိဘများတနေရာမှတနေရာသို့သွားရလွယ်ကူစေရန်ကြိုးတန်းတန်းပေးခြင်းတောက်ရည်နှင့်တစ်တီးများအနားနှချပေးခြင်းစသည်တို့ကိုဆောင်ရွက်တော်သည်နောက်တနေ့မှစ၍ကျောင်းသင်ခန်းတွင်တန်ရှင်းရေးလုပ်ကာမိဘတို့အတွက်လိုရာကိစ္စများပြုလုပ်ပြီးလျှင်တမင်ဖော်များကိုခေါ်၍တောထဲသို့တစ်တီးရှာထွက်သွားလေရှိသည်သူဝနာတာမသည်နေ့စဉ်နေ့တိုင်းရေခတ်ထွက်သောအခါအဖော်ဖြစ်သောတမင်များကလည်းဝိုင်းဝန်းကူညီကြလေသည်တနေ့သောအခါတမင်သားကိုအလွန်နှစ်သက်သောပိနိယခမင်းကြီးသည်မေတော်ကိုခဏနန်းအခါတမင်များကိုလိုက်လံပစ်ခတ်စားတောက်ရင်းရသည်များ၏ကျောင်းသင်ခန်းသားသို့ရောက်လာ၏
ညနေဘက်၌တမင်ချေရများအလွန်ပေါ်သောမြေကမ်းဆက်တွင်တမင်များကိုပြည့်ရန်ချောင်းနေစဉ်သူဝနာတာမသည်တမင်များနှင့်အတူရေခတ်ဆင်းလာသည်ကိုတွေ့လေသောလူလောနှက်လောမစင်းစားနိုင်တော့ဘဲမြားဖြင့်ပြစ်လိုက်လေတော့သည်သူဝနာတာမသည်မြားတိသဖြင့်မိခင်ဖခင်ရှိရာသို့ဥတီ၍တဲတောင်ခုံပေါ်တွင်ခွေကျသွားပြီးအော်၍ညီးတွားမိလေသည်တမင်တို့သည်ကြောက်လန့်၍ထွက်ပြေးကြကုန်သည်ထိုအခါတွင်ပိနိယခမင်းလဲလူသားစစ်စစ်မှန်တည်သွားသည်သူဝနာတာမမိန်မောခြင်းသို့မရောက်မီပိနိယခမင်းနှင့်သူဝနာတာမတို့စကားဆိုဖြစ်ကြသည်ဒေါသမရှိသောရန်လိုခြင်းမရှိသောတိမ်ငွေ့နူးညံ့သောသူဝနာတာမဖြစ်အိမ်ကိုကြားသိရသောအခါယခင်ကစိတ်သက်ကြမ်းတမ်းမှန်တက်သောပိနိုယခမင်းကြီး၏စိတ်သက်တည်ပင်လျှင်များစွာပျော့ပြောင်း၍သွားလေသည်ထို့ကြောင့်သူဝနတာမှာမိဘနှစ်ပါးအားလှုပ်ကြွေးမိဖြစ်ကြောင်းဂရုပြုလေသည်ဒုကူလာနှင့်ပါရိကာတို့၏ကျောင်းတင်ခန်းသို့ပိနိယခမင်းကြီးရောက်သွားလေသည်တာသူဝနတာမှာမဟုတ်ကြောင်းရသေးနှစ်ပါးတို့ချက်ချင်းပင်တည်သည်အပြန်အလှန်စကားဆိုဖြစ်ကြသည်ပိနိယခမင်းကြီးကသူဝနတာမ၏ကိုစားလှုပ်ကြွေးပြုစုမည်ဖြစ်ကြောင်းပြောသည်ဒုကူလာနှင့်ပါရိကာတို့ကလက်မခံကြချေသူဝနတာမရှိရာသို့ပို့ပေးရန်တောင်းဆိုသည်ပိနိယခမင်းကြီးလည်းလိုက်၍ပို့သည်တဲတောင်ခုံပေါ်တွင်လဲလျောင်းနေသောတာသူဝနတာမကိုစမ်းတက်မိကြသည်အသက်မသေးသေးကြောင်းတည်သည်တို့နှင့်ဒုကူလာနှင့်ပါရိကာတို့သည်ဖျားလောင်းသူဝနတာမ9ကြိမ်မြောက်သောမိခင်တော်ဆက်ခဲ့ဘူးသောမဟာတုံရီနတ်သမီးသည်တစ္ဆာအတိလံပြုလေသည်တစ္ဆာဤတန်ကိုအာနုဘော်ကြောင့်မြားစိတ်တို့ရောကြသည်သူဝနတာမလည်းအသက်ဘေးမှလွတ်မြောက်လေသည်တရားမင်းကပါစုပေးလေသည်ဒုကူလာနှင့်ပါရိကာတို့ပါမျက်စိနှစ်ကွင်းအလင်းပြန်ရကြသည်သူဝနတာမသည်ပိနိယခမင်းကြီးအားတီလာဆောင်ရန်အလှူဒါနပြုရန်တိုင်းသူပြည်သားကိုရင်ဝယ်သားနှင့်မချာမေတ္တာထား၍မင်းကျင့်တရားနှင့်အညီတိုင်းပြည်အုပ်ချုပ်မင်းလုပ်ရန်ဟောကြားလေသည်မဟာတုံရီနတ်သမီးနှင့်အခြားနတ်အပေါင်းတို့အားလည်းတရားရည်အေးတိုက်ကြွေးလေသည်ထိုချိန်မှစ၍ပိနိယခမင်းကြီးသည်တမင်သားတက်မှတ်ခြင်းကိုစွန့်၍တရားရကတိုင်းပြည်သို့ပြန်လေတော့၏ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်